ဒီနောက်ပိုင်းရှင်ရဲ့ဝမ်းမြောက်စရာဖြစ်တည်မှုတွေကိုကျမဝမ်းသာပေးနိုင်တော့မှာမဟုတ်ဘူးတချို့ကမေးကြတယ်ဘာလို့အရင်လိုရှင်အတွက်ကျမဝမ်းသာမပေးနိုင်တော့တာလဲတဲ့အဖြေကရိုးရှင်းပါတယ်ကျမရဲ့ခံစားချက်တွေကိုအကြိမ်ကြိမ်အခါခါနှင်းချခဲ့တဲ့သူဟာကျမရဲ့အရင်လိုနှွေးထွေးတဲ့အပြုံးတွေကိုထိုက်ရဖို့အရေးချင်းမရှိတော့လို့ပါကျမရှင်ကိုမနာကြည့်ပါဘူးမုံလဲမမုံဘူးရှင်ဘဝကိုဖျက်ဆီးဖို့လည်းစိတ်ကူးမရှိပါဘူးဘာလို့လဲဆိုတော့ရှင်လိုလူတယောက်အတွက်ကျမရဲ့အချိန်တွေကိုထပ်ပေးဖို့မတန်တော့လို့ပါတချို့အရာတွေကပျက်စီးသွားရင်ပြန်ပြင်လို့ရပေမဲ့အရင်လိုအကောင်းတိုင်းတော့ပြန်မဖြစ်နိုင်တော့ဘူးလေကျမတိတ်ဆိတ်နေတာကခွင့်လွတ်လိုက်လို့မဟုတ်ဘူးလို့ရှင်ကိုအရင်လိုကြည်ဖြူပေးနေတာလည်းမဟုတ်ဘူးဒီနေ့ကျမအကောင်းဆုံးလုပ်နိုင်တာကရှင်ကိုမုန်းမနေဖို့ပဲရှင်ရဲ့အောင်မြင်မှုတွေတိုင်းမှာအရင်လိုတော့အားပေးလက်ခုပ်တီးနေဘူးဆိုတာကျမအတွက်မဖြစ်နိုင်တော့ဘူးဒါပေမဲ့ကျမရှင်ကိုမနာကြည့်ပါဘူးအခုချိန်မှာတော့ရှင်ဟာကျမဘဝအတွက်ဘာမှမဟုတ်တော့တဲ့တစ်ချိန်ကရင်းနှီးခဲ့ဘူးသူတယောက်သားဖြစ်သွားပါပြီ